အာဆင်နယ်ပရီးမီယာလိဂ်ကိုအဓိကအာရုံစိုက်မှာဖြစ်လို့ချက်စီအနေနဲ့ဒီချိုးဖလားပြိုင်ပွဲမှာဆီမီဖိုင်နယ်မှာအခွင့်အရေးရှိနေပါတယ်နော်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုထက်ချက်စီဘလော့ YouTube Channel နဲ့ချက်စီ Club Forever Page ကနေအပြောင်ညီကိုများအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဂျာရက်မှာချက်စီတင်းကဒီအာဆင်နယ်တင်းနဲ့ရှင်ပြိုင်ကစားရမယ်ပေါ့လေဒီအာဆင်နယ်တင်းကကိုရီးယားလက်မှာမန်စီးတီးကို6မှတ်ဖြတ်ထားတယ်6မှတ်ဖြတ်ထားဆိုမှမန်စီးတီးလိုအသင်းမျိုးကတိတဲ့အတိုင်းပဲသူတို့ဂွာယိုလာနဲ့14-5ပွဲ16ပွဲလောက်နိုင်ဝမ်းလို့ကြတဲ့ run မျိုးဟို7ညိုခေါ်ထားတယ်ဗျာရှိတယ်အဲ့ဒါကြောင့်မို့လို့အာဆင်နယ်ကလည်းပေါ့လို့မရဘူးဒီနေ့သူတို့ပြမလေးဖလားအရယူဖို့အတွက်မီခေအာဒီတာရောအသင်းသားတွေရောမြန်မာထားရပဲအဲ့ဒါကြောင့်မို့လို့ဒီဂျာရက်မှာရှင်ပြိုင်ကစားမဲ့ဒီအချိုရဖလားပဲချိုရဖလားပေါ်မှာသူ့အနေနဲ့လေးဟာကြတဲ့အများကြီးရှိနိုင်တယ်လူစင်းအပြောင်းလဲအများကြီးရှိနိုင်တယ်ချက်စီးအသင်းကတော့ပြမလေးမှာလည်းတိတ်အခြေအနေတော့မကောင်းဒါပေမဲ့နီးပြရိုစင်ညာရောက်လာပြီးတော့ဘယ်လိုရောင်းလဲကျောင်းအနေနဲ့အစင်လေးတော့ရအောင်တော့ယူရမယ်နော်အဲ့ဒါကြောင့်မို့လို့နီးပြရိုစင်ညာကတော့ပထမတစ်ပွဲချာတန်တော့ကိုပြတ်နိုင်သွားပြီအခုဒီကံမဲ့ဒီအာဆင်နယ်နဲ့ပေါ်မှာသူ့အနေနဲ့ဘယ်လိုမျိုးနေပြူကလုံးမလဲအခုဒီပွဲကအဖြေပဲကျွန်တော်တို့ချာတန်ကိုနိုင်ခဲ့တယ်ပန်းဆိုတာချာတန်အပြဘာမှအသိအဆင့်ရှိတဲ့အသင်းတော့မဟုတ်ဘူးကျွန်တော်တို့ဒီဟိုမှာဒီဘယ်လိုပြောမလဲဒီချန်ပီယံရှစ်ကအသင်းဗျာတိတ်ပြီးတော့အရင်မကောင်းအခုအာဆင်နယ်တွေ့နေလေကြည့်ရမယ်အာဆင်နယ်ကစကော့တက်ဖြစ်တယ်သူတို့ရဲ့အရင်ကစားသမားတွေရတယ်လိုရဖြစ်ဗျာကောင်းတယ်ဒုက္ခပေးနိုင်သွမ်းရှိတယ်နော်ကျွန်တော်အိမ်ကွင်းမှာအရင်ကစားရမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အိမ်ကွင်းမှာနည်းလေးအနိုင်ရလက်ပေါ်ဆောင်ထားပြီးတော့သူတို့အိမ်ကွင်းမှာတီလောက်ကံမယ်ဆိုတော့ကျွန်တော်နောက်ဆင်းတော်ရတဲ့အနေအထားမျိုးတော့ရှိတယ်နော်ခွင်းရှိနေတာကအာဆင်နယ်ကဒီဖလားကိုအရင်အောင်ဆိုင်မယ်တော့ကျွန်တော်မထင်ဘူးသူ့အနေနဲ့ဗျာပရီးမီယာလိဂ်ကိုအောင်ဆိုင်မယ်ဒီဟိုပါပေါ့ကျွန်တော်တို့ဒီချွေဖလားပွဲပြီးသွားရင်အာဆင်နယ်ကနော်တင်ဖော်ရက်နဲ့ကန်ရမယ်ချက်စီကဘရန်ဖို့နဲ့ကန်ရမယ်ပေါ့လေနော်တင်ဖော်ရက်အဝေးကွင်းမှာတက်ကန်ရမယ်နော်တင်ဖော်ရက်ကနည်းလေးဖောင်တော့အရင်တော့မကောင်းနေဘူးဒါပေမဲ့သူ့ရဲ့အိမ်ကွင်းကတော့ခက်ခဲတယ်အာဆင်နယ်သူ့အိမ်ကွင်းမှာမနိုင်တာလည်းနည်းနည်းလေးတက်လောက်ရှိပြီထင်တယ်နော်တင်ဖော်ရက်ကနောက်ဆုံးပွဲမှာဆိုလဲဒီဝက်ဟိုနိုင်ထားတယ်ဝက်ဆန်ကိုနိုင်ထားတယ်တိုင်းဟင်းစုံနာမှာရှိမှာတိုင်းဟင်းစုံမှာလုပ်ဖို့အကောင်းဆုံးစူးစမ်းမဲ့အတင်းတော့ကျွန်တော်ကတော့မြင်တယ်အဲ့ဒါကြောင့်မို့လို့ဘယ်လိုပြောမလဲဒီဟိုပါပေါ့ဒီချက်စီးနေနဲ့အခွင့်အရေးတော့အများကြီးရှိနေတယ်အခွင့်အရေးကိုအကောင်းအသုံးချပြီးကမ်းမယ်ဆိုတော့ကျွန်တော်တို့နိုင်ဝါလို့ရတဲ့ပွဲနိုင်ဝါလို့ရတဲ့ပွဲမျိုးပေါ့လေနော်ကျွန်တော်အနေနဲ့နောက်ထပ်ကြည့်ရမှာကချက်စီးကစားသမားတွေရောဘယ်လိုမျိုးပေါ်ထုတ်မှာကျွန်တော်အနေနဲ့ကတော့အတိုမတ်စ်ခါချန်နာပေးရဲ့ဒီဆီမီဖိုင်နယ်ကိုလီယန်ရိုစင်ညာအနေနဲ့ကတော့အကောင်းဆုံးလက်ဆုပ်လက်ကင်ပြနိုင်မှာတော့ထင်တယ်နော်တောက်တင်းလူစင်းတွေထွက်မယ်ဂိုးသမားတွေမှာရောဘတ်ဆန်ချက်နော်ရောဘတ်ဆန်ချက်နဲ့ဂျော်ရင်ဆန်နဲ့တိတ်တော့မကွာတော့ဘူးဖူခန်းနာပုံမှာပေးလိုက်ရတဲ့ဂိုးတွေကနည်းနည်းလေးဘယ်လိုပြောမလဲလွယ်လုံးနေဗျာရောဘတ်ဆန်ချက်လဲနော်အဲ့ဒါမှမလို့ရိုက်ဘတ်မှာကတော့ဂူစတိုပါလာမယ်ထင်တယ်အဲ့ဘက်မှာကိုက်စီရိုကပွဲပယ်ဆိုတော့ဂူစတိုကရိုက်ဘတ်ဆန်နာမှာတော့ချာလိုပါရဲ့ဖူဖာနာရဲ့လက်ဖက်မှာကူကူရလာတော့ professional form ဖြစ်တော့ကြောင့်မလို့ဖူခန်းနာပွဲမှာအနီကထိခဲ့တယ်အဲ့ကြောင့်တပွဲပဲပေးမယ်ကွင်းလမ်းမှာဆိုရင် Reece James ရဲ့ Anso ရဲ့နော်သူနဲ့ Andrew Santos ပဲထားမလားခန်းစစ်ဆန်ချိန်တိုက်စစ်ဆန်ချိန်တော့ပါလမရှိမယ်ရာဝင်းမှာအက်စတီဘောင်းလက်ဖွင့်မှာနတ်တိုဒါမှမဟုတ်ရာဝင်းမှာနတ်တိုရာဝင်းမှာကာနာချိုတိုက်စစ်မှာရောက်ပတ်ချိုဒီလက်နှစ်ဖက်ကတယောက်ပေါ့လေဒီလက်ဖြစ်ဖို့တော့များပါတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီပွဲမှာအဲ့လိုမျိုးလေးကံမယ်ဆိုပြအာဆင်နယ်ကထန်ပြဿနာရတဲ့လူတွေရှိနေတယ်နောက်တန်းမှာဆိုရင်လဲဆာလီဘာဂေဘရီယယ်ကောင်းရမှာဗျာကျွန်တော်အရင်ကစားနေဖြစ်တဲ့ဟင်ကာပီယာရီတို့မော်စကွဲလာတို့တိတ်ပြီးတော့အချင်းကြီးမဟန်ဘူးကောင်းတာကောင်းတယ်ဒါပေမဲ့လဲဆာလီဘာဂေဘရီယယ်ရဲ့ဗျာပြောမလဲ90ရာခိုင်နှုန်းတော့သူတို့လိုက်မမီသေးဘူးเนาะဒီဒူရီယန်တင်မာဖြစ်ဘန်ဝိုင်းဖြစ်ဘန်ဝိုင်းတော့တန်ရနိုင်ထားပြဒူရီယန်တင်မာကောင်းတယ်ကလာဖီဖြစ်စကယ်လီဖြစ်နည်းလေးရှိတ်ကြီးဖြစ်တယ်ဗျာကလာဖီရောတော့ပိုကောင်းပါဒါပေမဲ့စကယ်လီကဒန်ပြဿနာပါညာနဲ့ကလာဖီလိုလည်းဒန်ပြဿနာရနေလို့ကြားတယ်နောက်ပြီးကွန်းလာကတော့မဆိုးเนาะဇူဘီမန်ဒီရဲ့ rice ရဲ့ OD ကဗျာကောင်းရှင်ဆောင်းနိုင်ချက်စီကွန်းလဲဟုတ်เนาะဒါပေမဲ့သူတို့အိတ်ကွန်းတိုင်းထွက်မလားနော်ကောက်ပဲနေရပေးလိုက်မှာနော်ကောက်ဆိုတော့ကျွန်တော်ကွန်းလဲအသာစီအသေးစားရောက်နိုင်တယ်ဗျာเนาะနော်ကနောက်ပြီးရင်နော်ကအပြင်နောက်ထပ်လူရှုံးလဲဆိုတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲအေးစီးလို့တော့နေတော့ကျွန်တော်ကစားမဟောက်မတူရကေတို့ကိုင်ဟာဗတ်တို့ကတော့ပြန်လာမလားတော့မသိဘူးเนาะကျွန်တော်ကစားမဟောက်နဲ့အများကြီးပြန်တွေ့ရမယ်ကိုယ်တော့လည်းကီပါဖြစ်နိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့လက်ဖွင့်မှာဆိုရင်မာတင်နယ်ဆော့မလားထော့ဆက်ဆော့မလားဒါမှမဟုတ်ဆာကာရိုဝန်ထပ်ပြီးမတူရကေလက်ဖွင့်လိုက်ရတယ်ဘလို့သုံးရတယ်ဗျာတကယ်ကိုစကွတ်တက်ဖြစ်တဲ့အသင်းမှာအာဆင်နယ်ကချက်စီတက်လည်းပိုစကွတ်တက်ဖြစ်တယ်ပရိုပီမာလက်ကိုပိုအောင်ဆော့ရကြမှုဒီဘွားကျွန်တော်တို့အခွင့်ရှိနေလို့မြင်တယ်ကောင်းမွန်ကန်အမားယုံမလုံးနဲ့အဓိကတော့စီကံပိုင်းပေါ့လေကျွန်တော်တို့ဒီခြာလန်နဲ့ပွဲမှာလဲဗရီယာဆိုင်နှစ်ဝါနေထီအောင်လို့တော်သေးတယ်ကျွန်တော်တို့စီကံပိုင်းကျွန်တော်တို့ပြောနေရလဲမနှဲတော့ဗျဒီအနီကချက်စီတင်းကအများဆုံးပဲတော်တော်ရှုပ်ပြက်လုံးတယ်ဖူခဏပွဲမှာအဲ့အနီကတောက်ရှုံးသွားကျွန်တော်တို့ဒီခူဝဲလာဘာမှညံမရှိတဲ့လောက်ရက်ကြီးအဲ့လုံးပေးတဲ့လည်းဘာမှမဖြစ်ဘူးအမှန်တကယ်ဗျအဲ့လုံးကအနောက်မှာဂိုးသမားလည်းရှိသေးတယ်နော်သူ့အနေနဲ့လွတ်ပေးလိုက်ရင်တော့မှလွယ်ဖြစ်ဒီဂိုးသမားနဲ့လေးပါတုတ်ပြန်မှုရှိအောင်ဗျအခုဟာသူ့အနေနဲ့ဒီလုံးကိုအနီကယူပြီးတော့ဆွန့်ရတာကကျွန်တော်တို့ဒီပွဲကိုလုံးဝ cost ဖြစ်သွားတယ်လုံးဝရှုံးရတယ်ဘာဖြစ်အိတ်ပွဲလေးနိုင်ဘူးနယ်လေးမဆိုးအဆင်အခုအိတ်ပွဲရှုံးရတော့ကြောင့်မလို့အဆင်ရှစ်မှာအချိန်တော့အရေးမကောင်းနေဘူးဖောင်ကလည်း
မြလဲမှာဆိုရင်မစ်တေပဲအတင်းဖောင်းလောက်ပဲရှိတယ်တော်တော်လေးရုပ်ပြဆင်းပြဖြစ်နေတယ်ပလိုက်မာတို့ပလိုက်မောင်ဖြစ်တယ်ပလိုက်မာကျွန်တော်မင်းစကားမှတာကျွန်တော်ကိုယ်ကကျွန်တော်ပြောရင်သူပါမောင်ပလိုက်မာလို့ပဲခေါ်ကြထားပါတော့ပါမာတို့ဒီလိုရောမလဲခန္ဓာချိုးတို့တိုက်စပန်ဒီလက်တို့ခြေစွမ်းပြဖို့တော့အချိန်တန်ပြီနော်ပထိုနတိုလည်းတကိုးရပါဆိုရင်သူ့တော့တိတ်အားမြတယ် ST Voller နဲ့ဒကုန်းဆာလေးရှော့မယ်ကျွန်တော်ပထိုလည်းကောင်းမွန်ကစားမှာဆိုတော့ကျွန်တော်ဒီပွဲကအနိုင်မရစရာအကြောင်းတော့မရှိဘူးအိမ်ကုန်းမှာအရင်ကန်ရမယ်အိမ်ကုန်းမှာကျောင်းနေတဲ့နိုင်အောင်ကန်ထားပြီးတော့အာဆင်နယ်အိမ်ကုန်းရောက်ရင်တီရတော့ရအောင်ကစားနိုင်မယ်ဆိုရင်နော်မစိုးဘူးအာဆင်နယ်ကလည်းအဝေးကွင်း၄ဝက်စလိုက်ကစားချက်စီရဲ့ Nottingham Forest ရဲ့နောက်တစ်ပွဲကသူ့အနေနဲ့ဒီဟွာပေါ့လေအင်တာထင်ပါတယ်သူတို့နဲ့အခုဟွာပေါ့ဒီအခုအာဖရိကကြီးရှိမယ်ဗျအာဖရိကကန်မှုဝိုင်းချက်စီရဲ့ Nottingham Forest ရဲ့အင်တာရဲ့အဲ့သုံးပွဲအဝေးကွင်းတွေပဲကန်ရတဲ့ကြောင့်သူ့အနေနဲ့လည်းခက်ခဲတဲ့ပွဲပဲအဲ့ထဲမှာသူ့အနေနဲ့အားရှော့မှဆိုရင်အင်တာနဲ့ချက်စီပွဲတော့သူအားရှော့မှတင်တယ်ဒီမှာလည်းမှာသူအဓိကအောင်ဆန်းဖြစ်တဲ့ကြောင့်မို့လို့အာဆင်နယ်လီဗာပူးလည်းတေးကြပါအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့နဲ့အာဆင်နယ်ကိုဘယ်လိုဖြစ်နိုင်အောင်တော့အခွင့်ရှိတယ်ဗျမနိုင်အောင်တေးလောက်ဆော့ဗျချက်စီအင်ကိုမှတေးဆော့အာဆင်နယ်အင်ကိုမှတေးဆော့ကျွန်တော်နဲ့ပလန်တီဘာနာနဲ့နိုင်အောင်လို့ရတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီအချွေဖလားတော့ရဖို့တော့တင်ပြီဒီနေ့ကတော့လီယန်နိုဆီယာနေနဲ့ဒီအချွေဖလားကိုရဖို့တော့တိုးစားအထောက်မှကျွန်တော်နဲ့မြင်ပြီးတယ်ကဲညီကိုအမြင်တော့ဘယ်လိုရှိလဲကျွန်တော်ဗီဒီယိုမှာကွန်မန့်မှာမချက်ပြီးတော့ကြားကြပါရနော်ကဲကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်အားပေးကြပါအောင်ဗျာအားလုံးတော့ဆက်လက်ပါရနော်အားလုံးပဲsee you ပါ